Golden Bus စနေနေ့17ရက်ဇူလိုင်လ2026နေ့စဉ်ဖတ်ရှုရန်ကျမ်းယောဟန်ခရစ်ဝင်အခန်းကြီး1အခန်းငယ်1ကနေ28သူတစ်ပါးသည်အကျွန်ုပ်တို့ကိုပြစ်မှားသောအပြစ်များကိုအကျွန်ုပ်တို့သည်လွတ်တကယ်သို့အကျွန်ုပ်တို့၏အပြစ်များကိုလွတ်တော်မူပါမဿဲအခန်းကြီး6အခန်းငယ်12ဒီနေ့နှုတ်ကပတ်တော်အားဖြင့်ခွန်အားယူဖို့ရန်အတွက်စစ်မှန်တဲ့ခွင့်လွှတ်ခြင်းအကြောင်းကိုဝေငှခြင်းပါတယ်ယောသတ်ဟာမိမိရဲ့အကိုတွေကိုအပြစ်ခွင့်လွှတ်ခဲ့ပြီး18နှစ်အကြာမှာသူတို့ရဲ့ဖခင်ယာကုပ်ကွယ်လွန်ခဲ့ပါတယ်။အဲ့ဒီခါမှာအပြစ်မကင်းပဲကြောက်ရွံ့နေတဲ့အကိုတွေဟာယောသတ်စီကိုနောက်တစ်ကြိမ်ခွင့်လွှတ်ပေးဖို့မမှန်ကန်တဲ့သတင်းစကားတစ်ခုကိုပေးပို့ခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့ယောသတ်ကဘလို့ပြောခဲ့လဲဆိုရင်မကြောက်ကြပါနဲ့။သင်တို့ကငါ့အပေါ်မှာအဆိုးကိုကြံစီခဲ့ပေမဲ့ဘုရားသခင်ကတော့အဲ့ဒီအရာကိုအကောင်းဖြစ်ဖို့ရန်အတွက်ကြံစီတော်မူခဲ့တယ်ဆိုပြီးတော့သူတို့ကိုနှွေးနှွေးထွေးထွေးနှစ်သိမ့်ခဲ့ပါတယ်။နှစ်ပေါင်းများစွာကတည်းကပေးခဲ့တဲ့သူဤခွင့်လွှတ်ခြင်းဟာယနေ့တိုင်အောင်ပဲခိုင်မာစွာတည်ရှိနေစေဖြစ်ပါတယ်။ကျွန်တော်တို့ဟာလည်းယောသတ်ကဲ့သို့ပင်အဆက်မပြတ်ခွင့်လွှတ်ဖို့ရန်အတွက်ခေါ်ထားခြင်းခံရတာဖြစ်ပါတယ်။ကျွန်ုပ်တို့သည်သူတစ်ပါး၏အပြစ်ကိုလွှတ်တဲ့ကဲ့သို့ကျွန်ုပ်တို့၏အပြစ်များကိုလည်းလွှတ်တော်မူပါလို့ကျွန်တော်တို့ဆုတောင်းတဲ့အခါဒါဟာကျွန်တော်တို့သူတစ်ပါးကိုခွင့်လွှတ်တဲ့အတိုင်းအတာလိုက်ကျွန်တော်တို့ကိုလည်းပြန်ပြီးခွင့်လွှတ်ဖို့ဘုရားသခင်ထံတောင်းလျှောက်ခြင်းဖြစ်ပါတယ်။ခွင့်လွှတ်ခြင်းဟာဘုရားသခင်နဲ့ကျွန်တော်တို့ရဲ့ဆက်ဆံရေးကိုနက်နက်ရှိုင်းရှိုင်းတက်ရောက်စေတာမို့လွယ်ကူတဲ့အရာတော့လုံးဝမဟုတ်ပါဘူး။အဲဒါကြောင့်မလို့ခွင့်လွှတ်ခြင်းကိုဝိညာဉ်ရေးရရဲ့ Mount Everest တောင်ထိပ်လို့မကြာခဏခေါ်ဝေါ်ကြတာဖြစ်ပါတယ်။ကျမ်းစာပညာရှင် Chrysostom ကလည်းဒီခွင့်လွှတ်ခြင်းကိုမိမိကိုယ်ကိုချုပ်တဲခြင်းရဲ့အမြင့်ဆုံးတောင်ထိပ်လို့ဖော်ပြခဲ့ပါတယ်။ကျွန်တော်တို့ကိုထိခိုက်နာကျင်အောင်ပြုလုပ်ခဲ့တဲ့သူအများစုဟာမိမိတို့ရဲ့အမှားကိုမိမိတို့ကိုယ်တိုင်မသိကြတာမျိုးရှိတတ်ပါတယ်။ဒါပေမဲ့သခင်ယေရှုဟာမိမိကိုလက်ဝါးကပ်တိုင်ပေါ်မှာတင်သက်တဲ့သူတွေကိုပင်အိုအဘသူတို့ရဲ့အပြစ်ကိုလွတ်တော်မူပါသူတို့သည်ကိုပြုသောအမှုကိုမသိကြပါဆိုပြီးတော့ခွင့်လွတ်တော်မူခဲ့ပါတယ်။ဒါကြောင့်ခွင့်လွတ်ခြင်းဆိုတာဟာစန္ဒရဲ့လှုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်။ဒါဟာကျွန်တော်တို့ရဲ့စိတ်ခံစားချက်တွေကဘလို့ပဲရှိနေပါစေဘုရားသခင်ရဲ့စကားတော်အတိုင်းကျွန်တော်တို့ကိုယ်တိုင်ရွေးချယ်ပြီးပြုလုပ်ရမယ့်အရာတစ်ခုဖြစ်ပါတယ်။အားလုံးကိုဘုရားသခင်ကောင်းချီးပေးပါစေ။